ပညာတွေဘလောက်ဖက်တတ်ထားစိတ်ဓာတ်ကအောက်တန်းကျနေတယ်ဆိုရင်တော့အလကားပါပဲယာတို့တွေဘလောက်ဖက်ကြီးအကျင့်စာရိတ္တမကောင်းဘူးအတ္တဖက်ပြီးတော့ကိုယ်တဘို့တည်းကကြည်ပြီးတော့အပူစာစားနေမယ်ဆိုရင်လည်းအလကားပါပဲဘွဲဒီဂရီတွေဘလောက်ဖက်ရထားလူလို့မမြန်တတ်ဘူးစာနာတတ်တဲ့စိတ်နှလုံးသားမရှိဘူးဆိုရင်အလကားပါပဲဒါကြောင့်တခီးတဲ့သွားနေကြတဲ့ခရီးသည်အချင်းချင်းကူညီပါဖေးမပါစောင့်ရှောက်ပါစာနာပါစီးပွားဥစ္စာတွေဘယ်လောက်ပဲပြည့်စုံဒီတစ်သက်စားမကုန်ဘူးလို့ပဲပြောလို့နေစီးပွားဥစ္စာတွေပြည့်စုံပြီးကောင်းကောင်းမစားရက်ကောင်းကောင်းမဝတ်ရက်ဖြစ်နေတယ်တခြားသူကိုလူဖို့ဆိုတာဝေလာဝေးဒါနကောင်းမှုလုပ်ဖို့ကိုလည်းတွန့်နေတယ်ဆိုရင်တော့အလကားပါပဲပါကျုပ်ဆရာတော်ကြီးရဲ့တရားတွေကလို့ပေါ့မျက်လုံးမမိတ်ခင်လေးပဲတွေ့နေမြင်နေရတာပါမျက်လုံးနှလုံးမိတ်လိုက်တာနဲ့အရာအလုံးကထားခဲ့ကြရမှာပါဒါကြောင့်ဒါနကောင်းမှုကိုရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကနေစွန့်ချင်းပေးကမ်းလှူဒန်းခြင်းတစ်ခုကိုတော့နေ့စဉ်မဖြစ်မနေပြုပါနဲတာများတာအဓိကမဟုတ်ပါဘူးအခုခေတ်မှာရုပ်ချောရုပ်လာဖို့အတွက်ကိုစက်ပစ္စည်းမျိုးစုံတွေပေါ်နေတာပဲလေရုပ်ရည်ဘလောက်ဖဲလှပအောင်ပြင်ဘလောက်ဖဲလူတိုင်းငေးရတော့တဲ့ရုပ်ရည်ရှိလို့နေပြီအရှက်သိက္ခာမရှိဘူးရှက်ရမယ့်နေရာမှာမရှက်ဘူးကြောက်ရမယ့်နေရာမှာမကြောက်ဘူးဂုဏ်သိက္ခာမငဲ့ပဲနဲ့အရှက်ကင်းမဲ့နေတယ်ဆိုရင်အဲ့ဒီအလားအပဟာအလကားပါပဲယောက်ျားပဲဖြစ်ပါစေမိန်းမပဲဖြစ်ပါစေလူဆိုတာကရုပ်လာနေဖို့တည်းစိတ်ကိုပို့ပြီးတော့မှလှပအောင်တန်ရှင်းအောင်ကြိုးစားသင့်တယ်ရုပ်လဲလှစိတ်လဲလှဆိုရင်တော့ပို့ပြီးတော့ပြည့်စုံတာပေါ့လေဒါကြောင့်မို့ရုပ်လာဖို့ထက်စိတ်လာဖို့အရှက်တရားအကြောက်တရားရှိဖို့ကိုလေကိုဘယ်တော့မှမမေ့ပါနဲ့လူဆိုတာကရှက်တဲ့နာကိုရှက်ရတယ်ကြောက်တဲ့နာကိုကြောက်ရတယ်ကိုယ်ထံကိုမကောင်းတဲ့အကုသိုလ်တွေရောက်လာမှမကောင်းတဲ့အကုသိုလ်တွေလုပ်မိမှာကိုရှက်ရတယ်မကောင်းတဲ့စကားကြမ်းရိုင်းဆိုင်တွေပြောရမှာကိုရှက်ရတယ်ကိုယ့်ရဲ့အတွေးတွေထဲမှာတစ်ဖက်သားဒုက္ခရောက်စေမဲ့အတွေးမျိုးတွေတစ်ဖက်သားပျက်စီးစေလိုတဲ့အတွေးမျိုးတွေတွေးမိမှာကိုရှက်ရတယ်မကောင်းတာတွေလုပ်မိမှာကိုကြောက်ရတယ်မကောင်းတာတွေပြောမိမှာကိုကြောက်တတ်ရတယ်မကောင်းတာတွေတွေးမိမှာကိုကြောက်တတ်ရတယ်အဲ့ဒီလိုမျိုးရှက်တဲ့နေရာကြောက်တဲ့နေရာမှာရှက်ပါကြောက်ပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါ Nizamena Vetike Praname Yeduraina Da Alisaina